အားလုံးပဲမင်္ဂလာပါ What's up ကျွန်တော်တို့ဒီနေ့ကျွန်တော်ဘန်ကောက်မှာနေရလဲကြာပြီဆိုတော့ကျွန်တော် coffee sign သွားဖို့ try ဖို့အတွက်ကျွန်တော်ရွေးချယ်ထားပါတယ်ဆိုတော့ကျွန်တော်တို့ like ခဲ့ကြပါကျွန်တော်ညရဲ့ဒီနေ့ final destination ကတော့ခီဟာမှာရှိတဲ့ coffee time ဖြစ်ပါတယ်ဆိုတော့ဒီဟာဒါတွေရမလဲဘာ coffee တွေရမလဲဘာတွေတောက်ကြမလဲဆိုတာဆက်လက်ပြီးတော့မှပြောကြည့်ပေးပါ That's face expression When happiness is so sincere across this universe, the stars keep falling. The Big Bang in its glory out of the blue. Somehow living with all this who needs words. မှာတော့ဒီလိုတွေ့ရမှာဖြစ်ပြီးတော့မှကျွန်တော်ဒီမှာတင် coffee sign တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့လာတော့ afternoon ကိုလာတာပါ Find the right way of saying just what it is you are to me. ဒါတော့ကျွန်တော်ဒီဆိုင်မှာရတဲ့မီနူတွေဖြစ်ပါတယ် When happiness is so sincere across this universe. ဒီလိုကန်ဆက်မှာလက်တင်တစ်ချင်းလေးနဲ့ကပချီနိုလေးနဲ့လေးလေးအတိုင်းတော်လေးအနည်းကြာကပချီနိုဒီလိုရတာမတော့ရရင်ကြာပေါ့တယ်အချိန်ထဲမှာပဲပေါ့ပြင်းပြင်းရှားဖျားပေါ်ရောက်သွားတယ်ထိုးရတာရတယ်ဒီ coffee ရဲ့အဲ့ espresso shot ပေါ့တိုင်းကနေရခါခါကြီးလည်းမဟုတ်ပေါ့ကြီးလည်းမဟုတ်ဂျားရရတာစိတ် Oh, it's just amazing. Across this universe, stars keep falling. The Big Bang in its glory out of the blue. Somehow living in you. ဆိုတော့အခုကကျွန်တော်တို့ကတော့line ရိုက်တံကိုကျွန်တော်တို့ကြည့်နေပါတယ်ဒီကောင်ရဲ့ဟာမိုက်တယ်ရန်ကုန်ရဲ့ဟိုကံပေါင်သွားတရိယစေတယ် With all this, who needs words? Yeah, who needs words? With all this, who needs words? With all this, who needs words? With all this, who needs words? Yeah, who needs words? ဆိုတော့အခုကည9နာရီလည်းထိုးခါနေပြီဆိုတော့ကျွန်တော်ပြန်ဖို့လုပ်ပါတယ်ဆိုတော့ပုံငားထားတယ် coin တွေလည်းရှိတယ်ဆိုတော့ကိုစီးပြီးပြန်ပါမယ်